ဥမာကြီးကင်ဆာမဖြစ်စေဖို့ဆောင်ရန်ရှောင်ရများအားလုံးပဲမင်္ဂလာပါရှင် CFP Channel ကနေကြိုဆိုလိုက်ပါတယ်အမေရိကမှာယောက်ျားရောမိန်းမပါတတိယအများဆုံးဖြစ်လေရှိတဲ့ကင်ဆာဥမာကြီးကင်ဆာပါတဲ့ဒီကင်ဆာနဲ့အဓိကသက်ဆိုင်တဲ့အချက်တစ်ခုကအစားအသောက်တွေပဲဖြစ်ပါတယ်အသီးနှံများများစားတာအနီရောင်အသားမကြက်တကြက်အသားနဲ့အသက်ပြင်ဆင်စီမံပြီးသားအသားတွေလျှော့စားတာမျိုးကဒီကင်ဆာမဖြစ်ရအောင်အကူအညီပေးနိုင်ပါတယ်ဒါအပြင်လေ့ကျင့်ခန်းပုံမှန်လုပ်တာအရက်လျှော့တောက်တာဆက်လက်ဖြတ်တာကိုလေးချိန်ကိုထိန်းထားတာစားတဲ့အမူအကျင့်တွေကလည်းတင့်ကိုကင်ဆာမျိုးစုံကနေဝေးကွာစီအောင်စွမ်းဆောင်ပေးနိုင်ပါတယ်ဒီဆောင်မမှာတော့ဥမာကြီးကင်ဆာနဲ့ပတ်သက်ပြီးစားသင့်တဲ့အစားအစာတွေနဲ့မစားသင့်တဲ့အစားအစာတွေအကြောင်းဖော်ပြပေးသွားပါမယ်၁နိုးနဲ့နိုးထွက်ပစ္စည်းများများစားပါသူတေသနတွေအရကယ်ဆီယမ်ဓာတ်နည်းပါရင်ဥမာကြီးကင်ဆာဖြစ်နိုင်ခြေမြင့်မားတယ်လို့ဆိုပါတယ်ဒါကြောင့်ကယ်ဆီယမ်ဓာတ်ခက်များများပါဝင်တဲ့နို့ဒိန်ကျိန်ဒိန်ကဲထောပတ်နဲ့ရေခဲမုတ်စတာတွေများများစားပေးဖို့လိုပါမယ်ပဲအမျိုးမျိုးစားပါပဲကတော့ဘလို့ပဲမျိုးမစုံများများစားပေးတဲ့မိုင်းဒါဟာဥမာကြီးကင်ဆာဖြစ်နိုင်ခြေကိုတခါတည်းရှော့ချပြီးသားဖြစ်စေပါတယ်ပဲမှာပါတဲ့အမြင့်ဓာတ်ဗီတာမင် B ဓာတ်အသားဓာတ်စတာတွေဟာကျန်းမာရေးအတွက်အထူးသင့်တော်ပါတယ်ဒါအပြင်ဖလာဗိုနိုက်နဲ့တခြားအန်တီအောက်ဆီဒိုက်တွေပါပြီးကင်ဆာဆဲတွေမပြန့်ပွားမကြီးထွားလာအောင်ကာကွယ်ပေးပါသေးရဲ့၃အယောင်သွေးတောက်ပဆိုပြတဲ့အသီးနှံနဲ့ဟင်းသီးဟင်းရွက်တွေများများစားပါအယောင်ဆိုတဲ့ဟင်းသီးဟင်းရွက်တွေမှာကင်ဆာဆဲတွေကြီးထွားမှုကိုဟန့်တားပေးနိုင်တဲ့ phytochemical တွေအများကြီးပါပါတယ်အဝါအစိမ်းအနီအပြားခရမ်းစားတဲ့အယောင်စုံတဲ့အသီးနှံမျိုးစုံကိုစားတာဟာကင်ဆာမှမဟုတ်ပါဘူးသူတို့မှာပါဝင်တဲ့အန်တီအောက်ဆီဒန့်တွေကြောင့်အခြားသောနာတာရှည်ရောဂါတွေကနေပါကာကွယ်မှုရစေပါတယ်၄ငါးများများစားပါအထူးသဖြင့်အဆီများများပါတဲ့ငါးတွေစားပါဥပမာဆယ်မွန်လိုငါးမျိုးသူ့မှာပါတဲ့လူနဲ့တဲတဲ့အဆီဖြစ်တဲ့ Omega 3 ဟာကင်ဆာဆဲတွေပြန့်ပွားမှုကြီးထွားမှုကိုရပ်တန့်စေပါတယ်။ငါအသားလျှော့စားပါအသားဓာတ်ဟာအရေးကြီးတာမှန်ပါတယ်။ဒါပေမဲ့မီးပြင်းပြင်းနဲ့ချက်ထားတဲ့ဝက်သားအမဲသားစတဲ့အနီရောင်အသားတွေဟာဥမာကြီးကင်ဆာနဲ့ဆက်စပ်မှုတွေရှိတယ်လို့လေ့လာမှုတွေကဆိုပါတယ်။ဒါအပြင်ဒီအသားတွေမှာလူနဲ့မတည့်တဲ့အဆီတွေလည်းပါဝင်သေးရမို့ဘာပဲဖြစ်ဖြစ်လျှော့စားနိုင်အကောင်းဆုံးပါပဲ။၆ကြာရှည်ခံအောင်ပစ္စည်းဖြည့်ဆွက်စီမံထားတဲ့အသားတွေလျှော့စားပါကြက်တိုက်ထားတာစားနေထားတာတခြားဓာတ်ပစ္စည်းတွေထည့်ထားတာစားတဲ့အသားတွေကိုဆိုလိုပါတယ် hot dog hamburger ဝက်ပေါင်ချောက်စတာတွေပေါ့ဒါမျိုးတွေများများစားတဲ့သူတွေမှာဥမာကြီးကင်ဆာဖြစ်နိုင်ခြေပိုများတတ်ပါတယ်ခုနှစ်အရက်ဖြတ်ဖို့ကြိုးစားပါတနေ့ကို2ခွက်3ခွက်လောက်ပုံမှန်တောက်ဖြစ်နေရင်ကိုဥမာကြီးကင်ဆာဖြစ်ဖို့အလား20%လောက်ပိုများသွားနိုင်ပါတယ်အသက်ကုန်တောက်တဲ့သူတွေမှာတော့ကင်ဆာဖြစ်နိုင်ခြေ40%လောက်မြင့်တက်နေနိုင်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။ကျမတို့ရဲ့ channel ကတော့အခုလိုမျိုးဗဟုသုတရစရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ထားပေးခဲ့ကြပါဦးရှင်။